ယမမင်းကြီးဆိုတာယမမင်းဆိုတာဝေမာနိကပေတရာဇာဗိမာန်ရှိတဲ့ပိဋ္ဌဘုရင်တူပါယမမင်းကြီးဆိုတာတကယ်သူတော်ကောင်းကြီးအင်မတန်မှဂရုဏာကြီးမာတယ်သူ့ရဲ့ဘဝကဒီဝမောနိကပိဋ္ဌဘဝဖြစ်တယ်နတ်ပြည်6ထပ်မှာအနေဆုံးဖြစ်တဲ့စတုမဟာရိနတ်ထဲမှာပါတယ်ဘုံဗိမာန်လည်းရှိတယ်အစွမ်းတကူလည်းရှိတယ်ယမမင်းကငရဲမှာသွားယုံထိုင်ပြီးစီရင်ချက်တွေချနေတယ်လို့ဒီလိုထင်ကြတယ်ဟောဒီလူဖြင့်ငရဲခံစေဟိုလူဖြင့်ငရဲကလွတ်စေလို့ဒီလိုစီရင်ချက်ချတာမျိုးတွေကို तू မလုပ်ပါဘူးကယ်လို့ရမယ့်ပုံကိုကယ်ဖို့ပဲ तू သွားတယ်ငရဲကိုတွန်းချတာမျိုးမရှိဘူးကယ်လို့ရတဲ့ပုံကိုကယ်တယ်ဘယ်နည်းနဲ့ကယ်တော့ဆိုရင်ကုသိုလ်ကောင်းမှုတတိဖော်ပြီးတယ်အမှတ်ရစေတယ်အမှန်တကယ်ကယ်လိုက်တာကကုသိုလ်လုပ်တဲ့ကုသိုလ်ကံကကယ်လိုက်တာလို့ပဲမှတ်ရမယ်နော်နတ်တွေဟာလူဘဝကိုအင်မတန်မှတန်ဖိုးထားတယ်။ဘာကြောင့်တန်ဖိုးထားကြသလဲ။လူဘဝကနတ်ဘဝထက်ချမ်းသာလို့တန်ဖိုးထားတာလား။မဟုတ်ပါဘူး။နတ်တို့ထက်အသက်ရှည်လို့တန်ဖိုးထားတာလား။မဟုတ်ပါဘူး။နတ်တို့ထက်လူတို့ကလှနေလို့တန်ဖိုးထားတာလား။မဟုတ်ပါဘူး။ဘာအတွက်တန်ဖိုးထားကြသလဲဆိုရင်ကုသိုလ်လုပ်ခွင့်ရလို့တန်ဖိုးထားကြတာပါ။ယမမင်းကြီးကဘာကိုတောင်းတသလဲဆိုရင်လူဘဝကိုရချင်ပါတယ်။တစ်ချက်။နှစ်ချက်ကလူဘဝဖြစ်နေတဲ့အချိန်မှာဖျားပွင့်တဲ့အချိန်နဲ့လည်းကြုံကျင်ပါတယ်။သုံးချက်ဖျားပွင့်တဲ့အချိန်မှာဖျားပွင့်ရအရက်မှာလူဖြစ်ပြီးဖျားကိုစီးကပ်ကိုးကွယ်ခွင့်ရကျင်ပါတယ်။လေးချက်ဖျားပွင့်ရအရက်မှာလူဖြစ်ပြီးမြတ်စွာဘုရားတရားဟောကြားတာကိုနာယူကျင်ပါတယ်။ငါးချက်မြတ်စွာဘုရားကတရားဟောကြားတာကိုနာယူကသိရှိနားလေကတန်တရားဝိစင်းရဲမှာလွန်ငင်းကျင်ပါတယ်။ဒါကြောင့်တရားချစ်ခင်ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်းတရားတော်ကိုကိုစီသဘောကျပြီးတော့ပုထုဇဉ်ဘဝကိုလွတ်မြောက်ပြီးတောတာပန်တက္ကရာကံအနာကံစတဲ့ထူးခြားတဲ့အရိယာပုဂ္ဂိုလ်ဖြစ်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း